လေယောက်ျားကနူးညံ့သိမ်မွေ့ပြီးအလိုက်တိတက်တဲ့အဖော်ကောင်းတဦးလို့ထင်ရပေမဲ့တကယ်တမ်းတော့သူ့ရဲ့တမိသားစုလုံးကအကြမ်းဖက်တတ်တဲ့အယူတွေနဲ့ပြည့်နေနေပါတယ်တကယ်တော့သူဟာအရင်ဇနီးဟောင်း9ယောက်လုံးကိုရိုက်နှက်ပြီးမတတ်မစွမ်းဖြစ်အောင်လုပ်ခဲ့ပြီးသားပါအခုလဲသူ့ရဲ့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့ရုပ်မာတဲ့အာတိတက်ကိုဖြည့်ဆည်းဖို့အတွက်ပဲရှေ့ယောက်မြောက်ဇနီးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်လင်းယောက်ျားဟာချက်ချင်းပဲဒေါသတကြီးဖြစ်လာပြီးဘေးနာကပကံပြတစ်ချက်ကိုအားနဲ့ရိုက်ခွဲကသူမကိုအော်ဟစ်ကျိမ်းမောင်းပါတော့တယ်ဇနီးတယောက်အနေနဲ့ဒီမိသားစုတွေကိုလက်ထပ်ဝင်ရောက်လာတဲ့အတွက်သူမရဲ့ခင်မုန်းဖြစ်သူရဲ့အကြိုက်ကိုမှတ်သားထားရမှာဖြစ်ပြီးသူ့ကိုဖျားသခင်လိုသဘောထားရမယ်လို့ပြောပါတယ်သူ့ရဲ့မျှော်လင့်ချက်တွေနဲ့ဆန့်ကျင်ဘက်အနေနဲ့သူမရဲ့မျက်ဝန်းတွေဟာချက်ချင်းပဲတွေးလိုနေရဲလာပြီးညှင်းဆန်ရင်ဘာဖြစ်မလဲလို့အေးဆက်ဆက်လေးတန်နဲ့မေးလိုက်ပါတယ်တကယ်တော့အဲ့ဒီမိန်းကလေးဟာတန်ရှင်းတဲ့တောင်တန်းတစ်ခုရဲ့တခင်လေးဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်ထဲကရှေးဦးစကြဝဠာဆွမ်းအားတွေဟာထိန်းချုပ်မရနိုင်အောင်ဖြစ်နေလို့ပါဒါကြောင့်သူမသာစိတ်လွတ်သွားရင်မိုင်းတရားအတွင်းမှာရှိတဲ့တက်ရှိမှန်သမျှလုံးဝပျက်စီးသွားမှာဖြစ်ပါတယ်သူမရဲ့မိခင်ဖြစ်သူပေးခဲ့တဲ့ခွေးဝါလေးတစ်ကောင်တည်းသာသူမရဲ့စိတ်ခံစားချက်တွေကိုငြိမ်သက်အောင်လုပ်ပေးနိုင်ပါတယ်သူမစိတ်လွတ်ခါနီးဖြစ်နေချိန်မှာပဲခွေးဝါလေးရဲ့ဟောင်းတန်ဟာသူမရဲ့နားထဲမှာရုတ်တရက်လွင့်ပြန်လာပါတယ်သူမတုံ့ပြန်တိုက်ခိုက်ဖို့ပြင်ဆင်နေတော့မှပဲခင်မုန်းဖြစ်သူရဲ့ဝမ်းကွဲညီကဖိတ်ခေါ်ခြင်းမရှိပဲရုတ်တရက်ရောက်လာပါတယ်မမျှော်လင့်ပဲအဲ့ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးကဝမ်းကွဲညီကိုအရှက်မရှိတဲ့လူလိုချက်ချင်းပြစ်တင်ဝေဖန်လိုက်ပါတယ်အဲ့ဒါကြောင့်သူ့လင်ယောက်ျားရဲ့တိတ်ခါတွေအားလုံးချက်ချင်းပဲကျဆင်းသွားပြီးသူဟာအလွန်အမင်းဒေါသထွက်ကသူမကိုကိုယ်တိုင်ဆုံးမဖို့ရှေ့တိုးလာပါတယ်ဒါပေမဲ့မိန်းကလေးကသူ့မျက်နှာကိုလက်ပြန်ရိုက်ချက်အပြင်းထန်တစ်ချက်ကျွေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့မိသားစုတဲကပဲယောက်ျားမှငြိမ်မနေနိုင်တော့ပဲအားလုံးဝိုင်းဝန်းတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတော့တယ်သူမလုံးဝစိတ်လွတ်တော့မဲ့အချိန်မှာပဲခွေးဝါလေးကထပ်ပြီးကြဲကြဲလောင်လောင်ဟောင်းလိုက်ပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲသူဟာလင်းယောက်ျားစီတန်တန်မတ်မတ်ပြေးဝင်ပြီးသူ့ရဲ့ဘောင်းဘီအောက်နားကိုရက်ရက်ဆက်ဆက်ကိုက်ပစ်လိုက်ပါတယ်။နောက်တနေ့မနက်စောစောမှာမိန်းကလေးဟာပုံမှန်အတိုင်းသူမရဲ့ခွေးဝါလေးကိုလှမ်းခေါ်ပါတယ်။ဒါပေမဲ့အကြာကြီးခေါ်တာတော့ခွေးလေးရဲ့အရေးရောင်များမတွေ့ရပါဘူး။ဒီအချိန်မှာပဲမနေ့ကဒေါသထွက်ခဲ့မှုကြောင့်သူမရဲ့ဆွမ်းအားချိတ်ပိတ်မှုဇေယော့ရော်ရဲသွားမှန်းသူမသိလိုက်ရပါတယ်။အဲ့ဒီနောက်လင်းယောက်ျားကအသားစုပ်ပြုတ်တစ်ခွက်ကိုအတန်ကျဲကြီးနဲ့ချလိုက်ပြီးအရသာကအရန်ထူးကြတာမို့မိဆန်းကြည့်ဖို့ရုပ်မာတဲ့ရည်ရွယ်ချက်နဲ့ပြောကသူမရဲ့အမေဖြစ်သူရဲ့စေတနာကိုအလားတမတ်ဖြစ်စေဖို့တတိပေးပါတယ်သူမကတိတ်များကြီးမစင်စားပဲစွပြုတ်ပကံကိုမကာတတိထားပြီးတငုံတောက်လိုက်ပါတယ်ဒါပေမဲ့တခုခုအကြီးအကျယ်မှားယွင်းနေပြီဆိုတာကိုချက်ချင်းတတိပြုမိသွားပါတယ်ထိတ်လန့်စရာကောင်းတာကသူမရဲ့ခင်မုန်းဖြစ်သူကမင်းတကယ်ပဲကိုခွေးရဲ့အရသာကိုတော့မမှတ်မိဘူးလားလို့မေးလိုက်တဲ့အတွက်ကဘာပြတ်မတက်အမှန်တရားနဲ့ရင်ဆိုင်လိုက်ရပါတယ်သူမရဲ့စိတ်ဝိညာဉ်ဟာချက်ချင်းပဲဒေါသအရှိန်ဟုန်နဲ့ပောက်ကွဲသွားပါတော့တယ်အတိအကျအဲ့ဒီအချိန်မှာပဲခြံဝင်းပြင်ဘက်ကနေဝမ်းကွဲညီရဲ့အတန်ထွက်ပေါ်လာပြီးအဲ့ဒီတိရစ္ဆာန်ကသူ့စီမှာပဲရှိနေတာမို့မကြီးဖြစ်သူအနေနဲ့မစိုးရိမ်ဘူးလှမ်းပြောပါတယ်ဒါပေမဲ့အဲ့ဒီဝမ်းကွဲညီကစေတနာကောင်းတာမဟုတ်ပါဘူးသူကဘေးနာကလှောင်အိမ်တစ်ခုကိုဖွင့်ပြီးသူမကိုရက်ရက်ဆက်ဆက်အထဲကိုတွားဝင်ဖို့နဲ့သူကျင်နဲ့ပျော်ရွှင်တဲ့အထိခွေးလိုဟောင်ဖို့အမိန့်ပေးကအထဲကိုတွားဝင်မလားမဝင်ဘူးလားလို့မေးပါတယ်ဒါကိုကြားရတဲ့အခါသူကလှောင်အိမ်ကိုလျှက်စစ်တုံးနဲ့ချက်ချင်းတို့လိုက်ပြီးခွေးလေးကိုအပြင်းအထန်နာကျင်ခံစားရအောင်နှိပ်စက်ပါတော့တယ်ဒါပေမဲ့ခွေးဝါလေးဟာသူ့ရဲ့တခင်ကသူ့အတွက်နဲ့ဒီလိုအဆက်ခွဲခံရတာကိုမကြည့်ရနိုင်ပါဘူးသူတို့တတိလက်လွတ်ဖြစ်နေတဲ့အခွင့်အရေးကိုတုံးပြီးခွေးလေးကသူ့နာခေါင်းနဲ့တန်တကားကိုတွန်းဖွင့်ကလွတ်မြောက်သွားပါတယ်အဲ့ဒါကိုမြင်တော့လင်းယောက်ျားကဘေးနာကခရင်ချုံကိုချက်ချင်းကောက်ကင်ပြီးဘာမှမတွန့်ဆုတ်ပဲတရိတ်ဆန်ရဲ့ကိုယ်ထဲကိုတန်တန်မတ်မတ်ထိုးဆိုင်လိုက်ပါတယ်ဒီအချိန်မှာအဲ့ဒီယောက်ျားတွေဟာခွေးတကောင်ကိုအောင်မြင်စွာတတ်နိုင်ခဲ့လို့ပျော်ရွှင်နေကြတော့မှဖြစ်ပြီးမကြခင်မှာသူတို့ရဲ့မကောင်းမှုတွေအတွက်ကဘာပြတ်မတက်ဆိုးရတဲ့တံမိုးကိုပေးဆက်ရတော့မယ်ဆိုတာကိုတော့လုံးဝမသိရှိကြရှာပါဘူး